အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာခန်းကြီး God Story Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ညမှာတော့စာရေးသူဝေယံရှင်ရေးသားထားသောပရလောကဇလန်းလေးတွေကိုပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီဇလန်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်သွားပြီးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာထုံးအောင်ဘဝအစားမနက်9 နာရီကျော်လာနဲ့ဦးတန်းရဲ့ဖျားဆုံးခတ်တန်ပရိတ်ရုပ်တန်တဲ့တူရင်းငယ်တာရကတို့ရဲ့အောင်မြည်တန်တဲ့တူတာတုကန်ကြေးရွာလေးကတာယာကျင်းတို့ဆိုပြီးအသက်ဝင်လာခဲ့ပါတယ်တာတုကန်ကြေးရွာကဇလုံမြို့နယ်တွေကရွာလေးတွေရွာပါမြို့နယ်လေအနှဲငယ်အလံဝေးတယ်အဲ့ဒီချိန်တုန်းကဈေးဝယ်တာပစ္စည်းဝယ်တာဆိုရင်တောမြို့လေးဖြစ်တယ်ဇလုံမြို့ကိုဈေးဝယ်သွားတဲ့လဲကြုံတွေမှာလိုက်ရတာမျိုးမြို့သွားတဲ့လဲကြုံတွေမှာရတာမျိုးပါဦးတန်းဆိုတာလူရိုးလူဝေးကြီးပါဇနီးဖြစ်သူဒေါ်အေးငိမ့်ကလည်းနာမည်နဲ့လိုက်အောင်အေးဆေးနိုင်လွန်းသူဒါပေမဲ့သူတို့နှစ်ဦးကအကြိုက်ချင်းတော့မတူကြပါဘူးဦးတန်းကအရက်လောင်းကစားကိုလုံးဝမလုပ်တယ်လို့ဆက်လက်လည်းမတော့သူကြိုက်ဆုံးကတော့တစ်ဖက်အကျန်းလေးတောက်ရင်းနဲ့ဖျားစာအုပ်နဲ့ဂမ်ဘီယာစာအုပ်တွေကိုဖတ်ရတာကိုအလွန်ဝါသနာပါတဲ့သူပါဒေါ်အေးငိမ့်ကတော့ကိုယ်နဲ့အားကြိုက်တဲ့သူဖြစ်ပါတယ်ဦးတန်းရဲ့အသက်က45နှစ်ဒေါ်အေးငိမ့်က44နှစ်ရှိကြနေပြီဒီလိုနဲ့ရိုးရိုးရှင်းရှင်းဘဝမှာအေးကြကြနဲ့နေလာခဲ့ကြတာအိမ်အောင်တက်တန်း20ကျော်လာခဲ့ပေမဲ့သူတို့မှသားသမီးယေတနာမထုံကားခဲ့ကြပါဘူးတညမှာတော့ဦးတန်းကဖះခန်းထဲမှာဗတိစိတ်နေပြီးတော့ဒေါ်အေးငိမ့်ကတော့နေကင်းကရွာလူမှာချက်ပြုတ်ရတာပင်ပန်းလွန်းလို့အစောကြီးအိပ်ရဝင်ခဲ့ပါတယ်မနေ့2 နာရီလောက်မှာဦးတန်းတယောက်အိမ်ရဲ့ခေါင်မှုဓနီအပေါက်တွေကြားကနေရိုးရိုးပြက်ပြက်နဲ့ရွှေရောင်တဝင်းဝင်းတောက်ပနေတဲ့အရာတစ်ခုမြင်လိုက်ရတယ်ဒေချောင်းဆိုပြီးတော့အိမ်ရောက်ကိုစင့်ကြည့်ခဲ့လိုက်တယ်။အိုးဖေရကြီးခဏနေတော့ဦးတန်းလေတတိဝင်လာပြီးတော့ဒေချာကြည့်မိရပန်းရထားလို့ပုံစံမျိုးအရာကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်။ဘာလို့ပန်းရထားလို့သိတာလဲဆိုရင်ရွာတွေထဲမှာဖះထိတယ်ရင်ပန်းရထားနဲ့တင်ကြတာကိုမြင်ဖို့နေလို့ပါ။သူမယုံနိုင်အောင်ဖြစ်နေရတယ်။ပန်းရထားစီကရွှေရောင်အလင်းတွေကတော့တထိန်ထိန်နဲ့ဖြာထွက်နေခဲ့ပြီးတော့ဘေးမှာလည်းတာမန်လူတွေထက်ကိုခန္ဓာကိုယ်ကြီးမားတဲ့လူကြီး2 ဦးကိုလည်းမြင်လိုက်ရပြန်တယ်ဒီလိုအံ့ဩတော်နဲ့ကြည့်နေတော့မှစိတ်ထဲကနေဘသူတွေပါလေဘယ်ကိုမြသွားကြမလို့လဲမသိဘူးဒီလိုတွေးနေမိတယ်ကြောက်တဲ့စိတ်ကမရှိပါဘူးဒီလိုတွေးနေတော့မှပဲကောင်းကင်ဘော်ကလူကြီး2 ဦးကအသိလူသားကျိုးတို့ကအေယော်ဒီတိုင်းရဲ့တနေရာမှာဈေးကြီးမရှိလို့ထီတော်ကိုပင့်ဆောင်လာပြီးတော့ပထန်းဆက်ရှိတဲ့ရက်ကိုလာခဲ့ခြင်းမှာဖះကိုတင်မဲ့ပုံကိုဟာတင်တို့ရဲ့သာဥယတနာလေးပဲဖြစ်တယ်ဒါကြောင့်တင်းကိုလာပြီးတော့အတီပေးရခြင်းမှာဟိုလူကြီးနဲ့ဥရဲ့စကားကိုကြားတော့ဥတန်းလည်းအံ့ဩသွားရပြန်တယ်ကျုပ်စီမှာကလေးလည်းမရှိဘူးအများတို့ပြောတယ်တာကူယတနာလည်းမရှိပါဘူးဒီလိုဆိုပြီးအောက်ကနေလှမ်းအောင်ပြောလိုက်ပါလေရောအချိန်တစ်ခုကိုသာစောင့်ပါအချိန်မကြာသေးလို့ပါဖြစ်လာပါလိမ့်မယ်တင်လည်းဒီထက်ပိုပြီးတော့ကြင်ကြံအားထုတ်ပါ5 ပါးသောသီလကိုခါဝေပစိုးခဲ့သူမြဲမြဲစွာကိုစောင့်ထိန်ပါဟိုတို့ပြောပြီးတော့လူကြီး2 ဦးလည်းရုတ်တရက်ပျောက်ကွယ်သွားတဲ့ချိန်မှာဦးတန်းလည်းအိပ်ရာကနေလန်တို့လာခဲ့ပါတော့တယ်ငါအိမ်မက်နေတာပါလားအိမ်မက်ကပြင်မတကယ်ဖြစ်နေတယ်လို့ပဲဟာအိမ်မက်ကြောင်တွေးနေတဲ့ချိန်မှာရှင်နိုးနေပြီလားဒီလိုဆိုပြီးတော့မိဖို့ကြောင်ကနေထွက်လာတဲ့ဇနီးဖြစ်သူမြင်လိုက်ရဒီလိုနဲ့အိမ်မက်ကိုမေ့မေ့ပျောက်ပျောက်နဲ့နေလာခဲ့3 လလောက်ရောက်တော့ဒေါ်အေးငိမ့်မှာကိုဝင်ရှိလာခဲ့ပါတော့ဦးတန်းပါဝင်ပဝင်းကျင်ကမှထတ်တူပျော်ရွှင်နေကြပြီတော့ဦးတန်းလည်းသူမက်ခဲ့တဲ့အိမ်မက်ကြောင်ပြန်တတိယကဖះတယောက်ပို့ပြီးတော့လှုပ်လာခဲ့ပါဒီလိုနဲ့ရက်တွေလာတွေကြာလာခဲ့တော့ဒေါ်အေးငိမ့်ရဲ့ကိုဝင်ကလည်းရဲမှာလာခဲ့ပြီဖြစ်ပါဦးတန်းကျမဇလွန်ပြည်တော်ပြန်ဖះကြီးရဲ့မျက်နှာတော်ကိုကြည်ညိုခြင်းနဲ့စိတ်ခြင်းနဲ့အားရပါရအောင်ဖူးမြော်ခြင်းလိုက်တာရှင်။ဩမိန်းမရေမင်းမကမပေါ်မပါကြီးနဲ့ဖြစ်ပါမလားကွာ။ဖြစ်ပါတယ်။ကျမစိတ်တွေထူးထူးခြားခြားတအားထက်တန်နေတယ်ကိုတန်းရဲ့။ဒီလိုနဲ့ဦးတန်းလည်းဇနီးပြည်သူရဲ့ဆန္ဒဖြည့်ဆည်းပြေဖို့ဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒါဆိုရင်မနှက်ပြန်သွားကြမယ်။ကျော်လေးကအိမ်ထိုင်လက်တယ်မပုတုစီကိုသွားပြောပြီးသူ့ကိုပါတခါတည်းခေါ်သွားမယ်။ကောင်းတာပေါ့
ဒီလိုဒေါ်အင်းကြီးကပြုံးစီးစီးနဲ့ပြန်ဖြေလိုက်တယ်မနေ့6နာရီကလေးကလဲနဲ့ထွက်လာခဲ့ကြတာဇက်လိုမျိုးဤတော်ပြန်ဖះကြီးရှိအောင်9နာရီလောက်မှရောက်လာခဲ့ပါတယ်ဒီလိုနဲ့ဒေါ်အင်းကြီးကဖះကြီးရဲ့မျက်နှာတော်ကိုမျက်တောင်မခတ်ထမ်းအားရပါရဖူးမြော်နေမိခဏကြတော့သူတို့သုံးဖះကြီးရဲ့အနီးညောင်ပင်နားကဇရက်ရှိအောင်သွားဖို့အလုပ်အနောက်ကနေတာတို့ခေါ်ဆိုတန်ကြလို့လှဲ့ကြည့်လိုက်အညိုရောင်ယောဂီအဝင်းနဲ့ဇပင်ကိုရောင်တောင်ထုံးလာတယ်ဒီသူမြင်လိုက်ရပါဥဒန်လေတာမန်ဖះဘူးတွေလို့ထင်ပြီးတော့လှဲ့ထွက်မယ်လို့နောင်ကြီးနေပေါင်းဒီလိုဆိုပြီးတော့ယောဂီဝင်းတဲ့သူကဥဒန်ရှိရသည်လာခဲ့ထိုသူရဲ့အတန်ကြောင့်အရှိကနေသွားနေတဲ့ဒေါ်ပုတုရဲ့ဒေါ်အင်းငိမ့်ကစက်မသွားတော့ပဲထိုသူကိုလှည့်ကြည့်နေခဲ့ကြတယ်ဘာကိစ္စရှိလို့လဲဗျဥဒန်မေးလိုက်တော့ယောဂီဝင်းတဲ့သူကဒီညကတစောင်းမုံလာပညာဖြစ်တယ်မဟုတ်လားလူပဝင်းကျင်နဲ့ပြောရရင်တော့စေပေါင်းခတဲ့ညာပေါ့ဟုတ်တယ်လေဘာဖြစ်လို့လဲအဲ့ဒါကဥဒန်ကတော့ပြန်ဖြေလိုက်တော့ထိုသူကပြုံးမိတယ်ဒီနေ့လူညတကောင်ချိန်မှာလက်ခတ်တာယာတွေစုံနေညမှာတင်းတို့ရဲ့ကလေးကမွေးပါလိမ့်မယ်မွေးလာမယ့်ကလေးကယောက်ျားလေးဖြစ်လို့အမည်ကိုတော့ထုံးအောင်လို့မြည်ပေးပါတင်းတို့ရဲ့ကလေးကထူးခြားမှုနဲ့မွေးဖွားလာမှာပါယောဂီဝင်းတဲ့လူရဲ့စကားတန်ကြောင့်ဦးတန်းတို့၃ယောက်လုံးကအံ့ဩစွာနဲ့ကြောင်ပြီးငေးနေတဲ့အချိန်မှာရော့ဒီလိုဆိုပြီးတော့သူ့ရဲ့ညာဘက်လက်ကိုဖြန့်လိုက်တော့ရွှေပြား၅ပြောင်တွေ့လိုက်ရတယ်ဒီရွှေပြားတွေကတင်းတို့နဲ့ထိုင်လို့ရတာတင်းတို့ရဲ့အခုလိုဖြူစင်တဲ့စိတ်တွေကိုတက်နိုင်သလောက်ထိန်းထားပါလေ၅ပါးတီလောက်လုံအောင်ထိန်းပါဒီရွှေတွေရဲ့တဝက်ကိုလူလဲလူပါခလေးကိုအချိန်တစ်ခုထိရအောင်ပြုစုပြောထောင်ဖို့အတွက်ကိုအသုံးပြုကြပါဦးတန်းကမယုံနိုင်တဲ့မျက်လုံးနဲ့နောင်ကြီးကဘာတူပါလဲဘာလို့အခုလိုရွှေတွေပေးရတာပါလဲဒီလိုမေးလိုက်ဦးတန်းတို့ရဲ့ဘဝမှာအခုလိုရွှေကိုပထမဦးဆုံးမြင်ဘူးကြတာပါဦးတန်းတို့ကအတိုင်းထက်အလွန်ကိုမစင်းရဲကြပေမဲ့အနေငယ်ပြေလည်ကြတယ်လို့ခေါ်လို့ရပါတယ်ဒါပေမဲ့ရွှေဆိုလို့သူဇနီးရဲ့ငကတ်တရံပဲရှိကြတာမို့အံ့ဩစွာနဲ့မေးလိုက်တာပါယုတ်ကဘယ်သူပဲဝါဆိုတာရေးမကြည့်ပါအချိန်တစ်ခုရောက်ရင်တော့သိကြပါလိမ့်ယောဂီဝင်းတဲ့သူကထိုးထိုးပြောပြီးတာနဲ့ဘုရားကြီးရှိရာဘက်ကိုလှည့်ထွက်သွားခဲ့တယ်ဦးတန်းတို့၃ယောက်လေထိုလူရဲ့ကြောပြင်ငေးကြည့်ရင်လည်းပျောက်ကွယ်သွားတဲ့အချိန်ကြောင့်အသိဝင်လာကဲဘလို့လုံးဒုကလေးကတာမန်တော့မဟုတ်တော့ဟုတ်ပါတော့အံ့ဩစရာပဲကျမအိမ်မက်များမှတ်နေတာလားထင်ရတယ်ဘာပဲဖြစ်ဖြစ်ပါရှင်တို့ရဲ့ကလေးကိုအထူးဂရုစိုက်ကြတာပါတော့ဒေါ်ပုတုကပြောလိုက်တော့ဒေါ်အင်းကြီးရဲ့မျက်ဝန်းမှာကလေးအတွက်ကိုပီတိမျက်ရည်နဲ့တူဝမ်းသာတဲ့မျက်ရည်စားတွေကလိန်ဆင်းလာကြပါလေရောညစ်တာဟုတ်ပြီအားနည်းနည်းထဲ့ပါအောင်အင်းကြီးရဲ့ကလေးကထွက်တော့မယ်ဟာအိမ်ရဲ့နောက်ခန်းမှာဒေါ်ပုတုနဲ့တူရွာတွေကအမျိုးသမီးများကဒေါ်အင်းကြီးကလေးမွေးဖွားရမှာလှုပ်ရှုပ်နေကြဦးတန်းကတော့ပထမဦးဆုံးသားလေးဖြစ်တာကြောင့်စိုးရိမ်စွာနဲ့အိမ်ရှိမှာခောက်တော့ခောက်ပြန်ရှောက်ရင်းနဲ့အနာမငြိမ်ဖြစ်နေပြီးတော့အင်ကိုလီမာလာတော့ကိုရွတ်ဖတ်နေမိကိုမြင့်မှာထိုင်နေရတဲ့သတင်းလာမိတဲ့ရွာတွေကလူကြီးတွေကမျက်စိနှောက်နေကြပြီးတော့တစ်ချက်မှာအမြင်ကပ်လာတဲ့မျက်လုံးတွေနဲ့ကြည့်နေကြထို့သောကြည့်နေတဲ့လူတွေကဦးတာထိန်ဆိုတဲ့လူကြီးကအာကြီးကောင်မောင်တန်းမင်းကတော့အကဲကိုပူတယ်ကွာမင်းကိုကြည့်ရတာမျက်စိတွေနှောက်နေမင်းမဘာမှဖြစ်ပါဘူးကွာအဆင်ပြေမှာပါအဲ့ဒီလောက်ထိလေပြာရတွေခတ်မနေစမ်းပါလာဒီမှာလာထိုင်စမ်းပါမင်းကတော့လေဦးသားတင်ကပြောလိုက်တော့ဦးတန်းလေမကြည်တဲ့မျက်လုံးနေနဲ့ဦးသားတင်ကြည့်ပြီအများပြောအားရှိတာဗောမိန်းမမှမရှိတာဒီလိုခိုက်တံဘလို့ခံစားတတ်မှာကျုပ်ကသားနဲ့မရနဲ့ဗျဒီလိုပြန်ပြောလိုက်တော့ကွင်းမြင့်မှာထိုင်နေကြတဲ့လူတွေလေတားဟနဲ့ပွဲကြသားပါလေရောဦးသားတင်လည်းပြုံးစည်းစည်းနဲ့ဘာမှဆက်မပြောတော့သူတို့စကားများနေတဲ့ချိန်မှာရွာဦးเจ้าက12နာရီထိုးတံကြားလိုက်ကြရတယ်ခဏနေတော့အိမ်ခန်းတွေကအာကနေဆိုတဲ့အတန်နဲ့တူဒေါ်ပုတုရဲ့မွေးပြီဆိုတဲ့အော်တန်ကထွက်ပေါ်လာခဲ့ဦးတန်လည်းအိမ်ပေါ်ပြည့်တက်ဖို့လုံးမှာဦးမြင့်ကြီးဆိုတဲ့သူကဟာဟေးကောင်မောင်တန်းမတက်နဲ့ဦးလေကွာမင်းမမီးဖွားနေတာပြီးမြင်ရမှာပဲဥစ္စာဦးမြင့်ကြီးကတတိပေးလိုက်တော့ဦးတန်လည်းတတိဝင်တာဩဟုတ်ကဲ့ပါကျွန်တော်မေ့သွားလို့ပါဗျာယိုမပုတုမိခင်ရောခလေးရောကြမ်းမရလားဗျဒီလိုအောက်ကနေအော်မေးလိုက်ပါလက်တဲ့ဒေါ်ပုတုကဩ
အိုးမိခင်ရောခလေးရောကောင်းပါတယ်တော့ခဏနေယူခဲ့မယ်ဒီလိုအခန်းထဲကနေပြန်អော်ပြောလိုက်စောစောကဦးသားရင်ဆိုတဲ့လူကတော့ဦးတန်းကိုမကျေနပ်တဲ့အိမ်ပေါ်လှန့်အောင်ပြောတယ်ဟဲ့ပူတူမမောင်တန်းကလေးကိုခေါ်ရင်လေအမြန်ခေါ်ခဲ့တော့ဒီမှာမောင်တန်းဆိုတဲ့နတ်သိုးကတော့နတ်သိုးကျိုးပြက်ဖြစ်နေပြီဟာဦးသားရင်ကပြောလိုက်တော့ဦးတန်းအပါဝင်လူကြီးများလည်းတဟဟနဲ့ညတကောင်အချိန်မှာဟုံလန်သွားပါလေဦးတန်းဒီမှာရှင့်သားကြည့်ကြည့်ပါဦးထွားလိုက်တာဦးတန်းလည်းအားရဝမ်းသာစွာနဲ့ကလေးကိုပြေးပွေလိုက်ငါသားလေးပါတော့ပုတုလည်းအမြင်ကက်ကက်နေဟုတ်ပါတယ်တော့ရှင်သားလေးပါဘသူသားမှမဟုတ်ပါဘူးတော့ဒီလိုနဲ့ဦးတန်းလည်းနန်းရှုံးလိုက်ပြီးတော့ရက်ရွာတွေကလူကြီးတွေရှိရကလေးပွေပြီးလာခဲ့လိုက်လူကြီးတွေလည်းဝိုင်းဝန်းကြည့်ရှုလိုက်ကြတယ်အဲ့ဒီအချိန်မှာထူးခြားတာတစ်ခုမြင်လိုက်ကြရတယ်ကလေးရဲ့ကြောပြင်းနဲ့ရင်ဘတ်မှာအကွက်လိုလိုကိုလူကြီးတွေလည်းအံ့ဩစွာနဲ့မြင်လိုက်ကြရတယ်ကျုပ်ရဲ့သားလေးဘာဖြစ်တာလဲဦးတန်းအမေတော်ထိုးချိန်မှာဦးသားတင်ကအားဟိကောင်မောင်တန်းမင်းရဲ့ကလေးကထူးခြားတယ်ကလေးပဲကွာဗျာအကျုပ်နားလည်အောင်ပြောပြပါဦးဒီလိုမောင်တန်းကလေးရဲ့ကြောပြင်းနဲ့ရင်ဘက်ကတာမန်ယောဂကြောင့်ဖြစ်တဲ့အကွက်တွေမဟုတ်ဘူးကွာအဲ့ဒါကိုအင်းနေဆမနေလို့ခေါ်တယ်ဦးသားရင်ဆိုတာကရွာမှာဘဟုသုတလည်းရှိတယ်သူကသူငငယ်ကလောကီပညာကိုနည်းငယ်လိုက်စားခဲ့ဘူးတယ်နောက်တော့ရွာဦးကျောင်းကဆရာတော်ကဦးသားရင်ကိုခေါ်မင်းခဲ့ဘူးတယ်မောင်သားရင်အင်းကလောကီပညာတွေကိုလေ့လာလိုက်စားနေတယ်လို့ငါသတင်းကြားတယ်အဲ့ဒီပညာတွေကလုံနိုင်ရင်ကောင်းပါလေကွယ်မလုံနိုင်တော့မင်းဒီတန်တရားကနေမကျွတ်မလွတ်တယ်သူရောင်ကြီးဖြစ်နေလိမ့်မယ်ကွာဆရာတွေသေးတော့သူရောင်ဖြစ်တယ်နက်လက်မိုင်းတွေဖြစ်တဲ့ကွာဆရာတိုင်းတော့မဟုတ်ပါဘူးသီလသမာဓိနဲ့မပြည့်စုံတဲ့ဆရာတွေကစောစောကလိုဖြစ်ကြတယ်ဒါကြောင့်မောင်သားရင်လုံမယ်ဆိုရင်ဟိုမရောက်ဒီမရောက်မလုံနဲ့ကွာဟဲဆရာတွေဘယ်လောက်ဆွမ်းဆွမ်းဖရာသားတော်တွေလောက်မမြတ်ပါဘူးဆရာတော်ဆုံးမပြီးရဲ့ချိန်ကစပြီးတော့မောင်သားရင်တယောက်ကလောကီလံမလိုက်တော့ပဲနိဗ္ဗာန်ရောက်မယ်တရားကိုသာလိုက်စားနေခဲ့အဲရွာထဲမှာလေတာရေးရစားနာရေးအစုံကိုဥဒါရင်ကအမြဲရှိကနေပါပါတယ်ဒါကြောင့်ဥဒန်ကဥဒါရင်ကိုအားကိုးသွားတယ်မင်းမြတ်နေလေတော့တယ်ဥဒါရင်အဲ့ဒီຢာတွေဘလို့မျိုးလဲကောင်းတာလားဆိုးတာလားကြည်ပေးပါဦးဗျာဒီကလူကြီးတွေလေဥဒါရင်ကိုကြည့်ပြီးကိုသားတဲ့ကလေးကိုတွက်ချက်ကြည့်ပါဒီကလေးကိုဝင်စရတဲ့ချိန်မှာဘာတွေထူးခြားတာဖြစ်ခဲ့လဲဒါမှမဟုတ်တဲ့အရာတွေနဲ့ကြုံခဲ့ဘူးကြလားဥပမာအိမ်မက်လိုမျိုးပေါ့အိမ်မက်ဆိုတဲ့တန်ကြတော့ဦးတန်းကပြန်စဉ်းစားကြည့်ပြီးသူမက်ခဲ့တဲ့အိမ်မက်အကြောင်းရဲ့ဘုရားမှာတွေးခဲ့တဲ့သူရဲ့အကြောင်းကိုပါအစာဆုံးပြောပြလိုက်တော့တယ်အားလုံးကတော့တန်တော်နဲ့ဖြစ်နေကြရပြန်တယ်အေးမောင်တန်းအခုလည်းမင်းရဲ့ကလေးမွေးတော့7 နာရီထိုးပြီခဏနေတာနဲ့မွေးတာဆိုတော့ဒါကတို့ထင်တယ်လို့မယုံရှင်းဘူးကွာတိုက်ဆိုင်မှုတွေမဖြစ်နိုင်မောင်တန်းဘာပဲဖြစ်ဖြစ်ဒီကလေးကိုမင်းတို့လင်းမယားကတန်ရှင်းမှုနဲ့အတူအထူးဂရုစိုက်ပြီးတော့ပြုစုပြောထောင်ကြပေါ့ကွာတို့ပြောရရင်တော့ကလေးရဲ့အမိကိုတော့မောင်ထုံးအောင်လို့မိပေးခဲ့ပြီးတော့မောင်ထုံးအောင်3 လကျော်သားရွယ်မှာအလူတစ်ခုကလောက်ခဲ့ကြတယ်အခုခဲ့တဲ့ဆိုရင်တော့ရက်100ပြည့်မွေးနေပေါ့ကိုနေဝင်းစီတီထိတိပွဲတနေ့ဟုတ်တယ်အဲ့ဒီတနေ့ကသာဓုကန်တရွာလုံးဘလို့မှမေးလို့မရတဲ့နေ့တစ်နေ့ပဲထို့အောင်က9 နှစ်သားရွယ်ရောက်လာတဲ့အခါမှာတော့ထူးထူးဆန်းဆန်းတဲ့ဇက်ကလုံးတွေကိုစတင်ပြောဆိုလာခဲ့တနေ့မှာမောင်ထုံးအောင်လေးကအဖေနဲ့မေဓာတ်တို့ရမှာသူများရွာတွေလို့ဖះတွေမရှိဘူးဒါဖះတည်ကျင်တယ်ဒါမှသားတို့ရာလေးပို့ပြီးတော့တာရလာမယ်မဟုတ်လားဒီလိုပြောလာခဲ့မောင်ထုံးအောင်လေးကတခါတည်းရမှာအရွယ်နဲ့မလိုက်တဲ့စကားတွေပြောတတ်ပြီးတော့တိတက်ဆအရွယ်ကလေးကအသားငါးတွေကျွေးလို့မရခဲ့ဘူးဖခင်ဖြစ်သူဦးတန်းကဖះရှိခိုးတဲ့အခါတိုင်းလေအနောက်ကနေလိုက်ပြီးတော့ရှိခိုးတတ်တယ်အရန်ကိုလိမ့်မာတဲ့ခလေးလေးတယောက်ပေါ့ရွာတွေကတခြားကလေးတွေလိုလေကြောက်စောတာမျိုးတွေမရှိဘဲနဲ့သူ့ဘာသာသူအေးအေးစစ်စစ်နဲ့နေတယ်လို့မိသားစုဆွေမျိုးတွေတာမကောက်အဝင်းကြီးတစ်ခုလုံးကပါမောင်ထုံးအောင်လေးကိုတာသမီအရင်ပမာကိုချစ်ခင်ကြရှာပါတယ်မောင်ထုံးအောင်လေးကထို့သောခဏခဏကိုပြောလာတဲ့အခါမှာဦးတန်းတို့လင်မယားကအမြဲကိုစကားလမ်းကြောင်းလွှဲလေရှိပါတယ်။အော်တားရဲ့တားရွယ်နဲ့ဖះတဲဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးကွယ်။တားကြီးလာလို့ဆန္ဒရှိရင်တော့
အဖေတို့မိတော့ခွင့်ပြုပေးမှာပေါ့အခုတော့သားကအကြောင်းစာကိုပဲအာယုံဆိုင်ပြီးစူးစမ်းပါဦးတန်းတို့ကဒီလိုပြောရင်မောင်ထုံးအောင်လေးကစိတ်ကောက်ပြီးတော့အဲ့ဒီနေ့ထမင်းမစားတော့ဘလို့မှချော့ကျွေးလို့လည်းမရတနေ့မှာတော့မောင်ထုံးအောင်လေးစာတင်ကျောင်းကပြန်လာစဉ်အိမ်ပြန်လမ်းမှာယောဂီဝစ်ဆောင်တဲ့လူတယောက်တွေ့လိုက်ရမောင်ထုံးအောင်ကထိုလူနာတို့ရောက်သွားတဲ့အခါမှာယောဂီဝစ်တဲ့လူကပြုံးပြပြီမင်းမိကမောင်ထုံးအောင်လားဒီလိုမေးလိုက်မောင်ထုံးအောင်ကတော့သူ့ကိုမေးတယ်လူသေးချာကြည့်ပြီဒီဦးလေးကငါရင်းနေနေတယ်လို့ပြီးတော့သူ့ရဲ့အပြုံးနေသူ့ရဲ့အကြည့်တွေငါရင်းရင်းနှီးနှီးကိုတိနေတယ်လို့ပဲငါစိတ်ထင်တာပဲနေမှာပါဒီလိုတွေးနေပြီမောင်ထုံးအောင်ကဒီလိုတွေးနေတော့မှာပဲဟေးကောင်းလေးတွေးလာကြည့်လာကွာငါမေးတာမဖြေတော့ဘူးလားဟောဟုတ်ပါတယ်ဦးတားမိဟာထုံးအောင်ပါဒီလိုပြန်ဖြေလိုက်ပါယောဂီဝင်းတဲ့လူကဟုတ်ပါပြီခလေးမင်းကငါ့ကိုတော့မမှတ်မိတော့ဘူးလားထားပါတော့မင်းကဖျားတည်ခြင်းလို့ဆိုဟာဦးကဘလို့သိတာလဲဒီအကြောင်းကိုတားဖေဖေနဲ့မေမေပဲသိတာလေယောဂီဝင်းတဲ့လူကပြုံးပြီးငါဘလို့သိတယ်ဆိုတာတဲ့မင်းရဲ့ဆန္ဒကိုငါဖြည့်ဆည်းပေးမယ်ဆိုရင်ရောဟာဦးတကယ်ပြောတာလားငါ့ကိုစနေတာလားယင်မောင်ထုံးအောင်လေးကအားရဝမ်းသာသွားနဲ့မေးလိုက်တဲ့အခါမှာယောဂီဝင်းတဲ့လူကဟာမင်းကိုမစပါဘူးတကယ်ပြောတာအခုတော့အိမ်ပြန်လိုက်ပါဦးမင်းမေကတော့မင်းကြိုက်တဲ့အသားငါးမပါတယ်ချင်းရင်ဟင်းလေးရေဟင်းညိုလေးရေငရုတ်သီးစားထောင်းလေးရေလှုပ်ထားတယ်ယောဂီဝင်းတဲ့လူကစကားပြောပြီးတာနဲ့အယောင်မင်းရဲ့အညိုရောင်လွယ်အိတ်ထဲကစက်ကူထုတ်နှစ်ထုပ်ကိုထုတ်လိုက်ရောထုံးအောင်ဒီတစ်ထုပ်ကတော့မင်းကစားဖို့ကွဒီတစ်ထုပ်ကိုတော့မင်းရဲ့အဖေနဲ့မင်းကိုပေးလိုက်ဒီလိုပြောပြီးတာနဲ့နောက်လဲထွက်သွားခဲ့တယ်အောင်ထုံးအောင်လဲအံ့ဩလို့ကြောင်ပြီးတော့ရက်နေမိတယ်ချင်းပါဒါဘာရဲ့လုံနေတာလဲဒီလိုဆိုပြီးတော့ကြောနောက်ကနေတန်ထွက်လာခဲ့အော်မေးပါလားဒါဘာရဲ့လုံနေတာလဲလို့အမေကအဝေးကကြည့်နေတာသူ့များနေတော့အိမ်ပြန်ရောက်ကုန်ဒါလေးပြန်မလာသေးလို့စိတ်ပူပြီးလိုက်လာတာတော့အင်းကြီးကထိုးထိုးပြောပြီးတော့မောင်ထုံးအောင်ကိုအင်းတို့ခေါ်လာခဲ့အိမ်ရောက်တော့ဖခင်ဖြစ်သူဦးတန်းကအိမ်ရောက်သူဆင်းလာပြီအားဖြစ်လို့လဲဒါနောက်ကျနေတာလေဒီလိုကြိုတင်မေးလိုက်တော့အင်းကြီးကမမေးနဲ့ဦးတော့ရှင်သားကတယောက်တည်းလမ်းပေါ်မှာရက်နေလို့ဟုတ်လားဒါဘာရက်လုံနေတာဦးတန်းကမေးလိုက်တော့မောင်ထုံးအောင်ကဒါတယောက်တည်းရက်နေတာမဟုတ်ပါဘူးဖေဒါရဲ့ဦးရဲ့စကားပြောနေကြတာပါတို့ချိန်မှာဦးတန်းကဘယ်ကဦးလဲကွာဒါမေပြောတော့တယောက်တည်းရက်နေတာဆိုမောင်ထုံးအောင်လည်းဖြည်းဖြည်းခဲ့တဲ့မြောက်အစားဆုံးပြန်ပြီးတော့ပြောပြလိုက်ပါဦးတန်းတို့လည်းမရလဲအံ့ဩပါတယောက်ကိုတယောက်ကြည့်လိုက်ကြသူတို့ရဲ့ကြည့်ရတဲ့မှာတစုံတစ်ခုတတိရသွားကြဟန်တူပါတယ်မောင်ထုံးအောင်လည်းလွယ်ထဲကအထုပ်ကိုပေးပြီးတော့အိမ်မော်တို့တက်သွားခဲ့ညဘက်ကိုရောက်တဲ့အခါမှာမောင်ထုံးအောင်ကစောစောစီးစီးကိုအိပ်ပျော်နေခဲ့ပြီးတော့ဦးတန်းကမိမညနေကမင်းသားပေးတဲ့ထုပ်ဟောက်ပေးသမ်းမောင်ကွာငါစိတ်ထဲလေတမျိုးကြီးပဲကွာဇနီးပြည်သူတော်အင်းကြီးကထုပ်ကိုလှမ်းပေးလိုက်လို့အထုပ်ကိုသေးသေးချာချာဖွင့်ကြည့်လိုက်တဲ့အခါမှာအထက်မှာရွှေပြား၅ပြောင်တွေ့လိုက်ရရွှေဒီပါလားကွာလင်မယားနှစ်ယောက်စလုံးတစ်ချိန်ကအဖြစ်အပျက်ကိုတတိရသွားကြပြီးဦးတန်းရဲ့စိတ်ထဲလေးလံသွားခဲ့မိမအဲ့ဒီလူကတို့ရွှေတွေပေးနေတာအကြောင်းတစ်ခုတော့ရှိလေသူပဲဝါဆိုတာလေတို့မသိဘူးလေနေရောစက်ကူမှာစာရေးတာတွေ့တယ်ကွာတော့အင်းကြီးကစက်ကူကိုယူပြီးဦးတန်းကိုပေးလိုက်ဦးတန်းကယူပြီးဖတ်ကြည့်လိုက်အေးကလေးသည်နောင်လာမဲ့အနာဂတ်တွေဘာသာအကျိုးသာသနာအကျိုးကိုထုံးကားလာအောင်ဆောင်ရွက်မယ်ကြဲတပွင့်ဖြစ်တယ်ဒါကြောင့်မို့လို့သူဖြစ်စေခြင်းနဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ဤရွှေကိုပေးရခြင်းဖြစ်တယ်လာမဲ့တနင်္ဂနွေနေ့တွင်သူတည်ခြင်းတဲ့စီတီကိုစာပြုတ်ပြီးတည်ကြပါလို့ဤကလေးသည်သာသနာပြုမဲ့သူဖြစ်သည့်အတွက်ကြောင့်မကြခင်မှာသင်တို့ထံမှခဏကိုထွက်ခွာသွားပါလိမ့်စာဆုံးမှာတော့ဒိဋ္ဌဝဆိုပြီးတော့လက်ရေးဝိုင်းဝိုင်းနေနဲ့ရေးထားတာတွေ့လိုက်ကြရတယ်ဦးတန်းတို့လင်မယားလည်းစာဖတ်ပြီးတာနဲ့ရင်းထဲကခွဲခွာခြင်းကြောင်းကြမှုကြောင့်ကြာလာတဲ့မျက်ရည်စားကဘယ်အရာနဲ့မှမတူပဲမိစားမိခဲ့လို့ပူလောင်လာခဲ့မနဲ့မိုးလင်းတော့ဥသာတွေရောက်လာတယ်မောင်တန်းမင်းတို့လင်မယားကကြက်နာကြီးအစာကောက်နေတဲ့ရုပ်နေကွာဘာဖြစ်ကြတာလဲမင်းတို့ရံပြစ်ထားကြတာလားကွာမဟုတ်ပါဘူးဥသာထိန်ဟာ
ကျွန်တော်တို့ရမှာဖျားတဲခြင်းလို့ပါအဲ့ဒါအခုလာမဲ့တနေ့ခုနေနေ့ပါကျွန်တော်တို့စပြီးတော့လှုပ်ခြင်းနေဒီလိုဥဒန်းကပြောလိုက်တော့ဥဒါတင်ကမယုံနိုင်တဲ့မျက်လုံးတွေနဲ့ကြည့်မင်းတို့ညရန်ဖြစ်တာများပြီးကြောင်သွားကြတာလားကွာဟုတ်ပါတယ်ရှင်ကျမတို့တကယ်ဖျားတဲခြင်းလို့ဒီလိုတော့အင်းကြီးကဝင်ပြောလိုက်တော့ဥဒါတင်လည်းအံ့ဩသွားတယ်အေးမင်းတို့ဟာတကယ်ပြောနေတာဟုတ်ပါတယ်ကျုပ်တို့ကဘယ်တော့ညာဘူးလို့သူတို့၃ယောက်ကစကားပြောနေတော့အိမ်ပေါ်ကနေပြေးစင်လာတယ်ထုံးအောင်လေးအဖေနဲ့မေတကယ်ပြောနေတာလားယင်ဒေါ်အင်းကြီးကတော့အတီပြောတာဗောတာရဲ့အမေတို့ကငါသားရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမှာပါအခုတော့အဘိုးတို့စီကိုသွားပြောလိုက်အောင်နော်တာဒေါ်အင်းကြီးတို့လင်မယားကတားဖြစ်သူပွေဖက်လိုက်ပြီနော်ထုံးအောင်လေအပျော်ရင်းနဲ့ပြေးစင်သွားခဲ့ခဏကြတော့ဦးတန်းကဥဒါတင်ရဲရွာလေးကဦးကြီးတို့လိုအကြီးကဲတွေလိုခေါ်လာခဲ့ပါအောင်ဗျာဖျားတယ်ဖို့တိုင်ပင်ခြင်းလို့ပါ။အော်အေးဟုတ်တာပေါ့ကွာ။ဒီလိုဆိုပြီးတော့ဥဒါတင်လည်းပီတိတွေဖြစ်ကထွက်သွားခဲ့။တနားရီလောက်ကြာတဲ့ခါမှာမောင်တန်းဒီလိုဆိုပြီးတော့ဥဒါတင်ရဲ့တန်ကိုကြားလိုက်ရပြီ။ဥဒါတင်နဲ့တူရဲရွာလေးကလူကြီး10ယောက်ခန့်တွေ့လိုက်ရတယ်။နင်တို့လင်မယားအရှိကိုလာထိုင်ပါအောင်။နင်တို့ပြောတာတကယ်လား။ဖျားတယ်မယ်ဆိုတဲ့ဥစ္စာဒီလိုအကြီးကဲဖြစ်ရင်တူကတေးသေးချာချာမေးလိုက်တယ်ဟုတ်ပါတယ်ကျုပ်တို့ကတကယ်လူမှာပါဒီတို့ကလူမယ်သာပြောတယ်မျက်နှာကလည်းမကောင်းကြပါလားဟုတ်မဟုတ်ပါဘူးတကြီးဒီလိုတော့အင်းကြီးကပြောတော့ဦးတန်းကဒီလိုပါတကြီးရေကျုပ်တို့ကကိုယ်ပိုင်အစွမ်းစားကြောင့်ရတဲ့ငွေကြီးနဲ့လှူမှာမဟုတ်ပါဘူးထိုချိန်ကတော့တကြီးကစိတ်မရှိတယ်လေးတန်းနဲ့ဟာကြီးကမောင်တန်းပွင့်ပွင့်လင်းလင်းပြောသမ်းကွာငါတို့နားရှောင်မလုပ်နဲ့လူလေးသံမမနဲ့ပြောလိုက်တော့ဦးတန်းတို့လင်းမရလေအနှဲငယ်တွန်သွားကြကဲတကြီးရေဘာသာရေးလုပ်နေတာမဟုတ်လားစိတ်လေးပါလေလျှော့ပါအောင်တကြီးဒီလိုဦးသားတွေကဝင်ပြောလိုက်မှတကြီးလေစိတ်ပြန်ထိမ့်ပြီတော့ကဲထားတော့မင်းတို့ပြောချင်တာပွင့်ပွင့်လင်းလင်းပြောကြတယ်ဦးတန်းတို့လင်းမရလေမောင်ထုံးအောင်ကြောင်းဆင်းလို့အိမ်ပြန်နောက်ကြတာကအစပြုပြီးစာရွက်တရက်နဲ့တူဖြစ်ကြောင်းကုန်တယ်ပြောပြလိုက်ဦးသားတွေနဲ့တကြီးပါဝင်ရန်လူကြီးများလည်းအံ့ဩတော်ကြတယ်ဘိုးချိန်မှာတကြီးကအေးစာရွက်တွေကရွှေပြားရင်စာတွေရဲ့ကြောင့်ငါတို့ယုံရတာကွာထူးဆန်းတဲ့ဖြစ်ပျက်တွေပါလားကွာအဲ့ဒါကြောင့်မင်းတို့မျက်နှာမကောင်းကြတာငါတို့လည်းထပ်တူစိတ်မကောင်းဖြစ်ရပါတယ်ကွာလူဆိုတာကလည်းတွေ့ဆုံခြင်းရှိရင်လည်းခွဲခွာခြင်းဆိုတာရှိကြတာပဲလေစာထဲကအတိုင်းဆိုရင်နင်တို့ကလေးကအပြီးပိုင်ထွက်သွားမှာမဟုတ်တော့ပါဘူးဦးလောင်ချင်းတွေကိုတရားနဲ့သာဖြေကြတာပေါ့အခုနင်တို့ရဲ့မျက်ရည်တွေကိုတုပ်လိုက်ကြတော့နင်တို့သာပြန်လာပြီးလာမဲတနေ့ခုနေမှာရွာသူရွာသားတွေနဲ့တူငါတို့တွေဖះကြီးကိုစတင်ပြီးတော့တိဆောက်ကြတာပေါ့ကွာအကြီးကစကားပြောပြီးတာနဲ့ဦးတန်းတို့လေမယားကိုနှုတ်ဆက်ကထုံးအောင်လေးကိုကြည့်ပြီးမျက်နှာမကောင်းစွာနဲ့ပဲအလုံးအိမ်ပြန်သွားကြတယ်ဟာစိုးတဲ့လောက်ပါဟာအမြန်လေးရွာတွေကလုံအားပေးမဲ့သူတွေအကုန်ဆုံးနေပွဲပေးဖို့နေရာလေးကိုရှင်းခိုင်းတော့လဲထဲမှာစပားကျဲဖို့မျက်ရှင်းနေတယ်ထင်နေလားကွာအကြီးကတော့အတန်ဆာဆာနဲ့စိုးတဲ့ကိုလန့်အောင်ပြောလိုက်အကြီးရဲ့စကားကြောင့်ဖះတရားမှာလုံအားပေးမဲ့ရွာသားတွေကတဟားနဲ့ပွဲကြသွားကြလေဟာတကြီးကလည်းကြုံလဲရှင်းနေတာပဲဗျာမျက်ရိုင်းပေတွေကလည်းအမေဆုံးတောကြီးကြနေတာပဲစိုးတင်လည်းပြောဆိုနဲ့ပေါက်တိုးကိုအချိန်နဲ့လွှဲပေါက်လိုက်ခွက်ကနေဆိုတဲ့အတန်နဲ့တူမြေကြီးတွေကအရာတခုပေါက်မိသွားတယ်ဟာတကြီးလာပါဦးလို့စိုးတင်ကတော့အလံတကြားနဲ့လှမ်းခေါ်လိုက်ဒီကောင်တော့ကွာဟာလဲစိုးတင်မင်းမေဥသာထိန်တော့ကိုလိုက်သွားလို့လားကွာဒီလိုတကြီးကတော့နောက်ပြောင်ပြောလေဒီမှာအုံပွဲကိုကင်ထားတဲ့ဥသာထိန်တယောက်ကအလံတကြားဖြစ်တော့ဟာစိုးတင်ငါမင်းမေနဲ့ဘာမှမဆိုင်ဘူးနော်ငါဘာသာငါနေတာကွာအဗျာခမရတို့ကလည်းလာဆိုလာတာမဟုတ်ဘူးစိုးတင်ကတော့စိတ်မရှိတဲ့လေတန်းဒေါသတန်လေးကိုဆွတ်လာတော့တကြီးတို့ဖွဲ့လေစိုးတင်ရှိရအောင်ပြုံးစည်းစည်းနဲ့လာခဲ့ကြတယ်ဘာဖြစ်လို့လဲစိုးတင်ဒီလိုဥသာထိန်ကမေးလိုက်တော့ဒီမှာကြည့်ပါဦးဦးကြီးဒီလိုဆိုပြီးတော့စိုးတင်ကပေါက်တူးအောက်ကအရာတစ်ခုကိုပြလိုက်တကြီးတို့အဖွဲ့လည်းအံ့ဩငေးကြည့်နေကြပြီးတော့စိုးတင်ရှိရသူရွာသားတွေဝိုင်းလာကြတယ်ဆိုဒီလိုဆိုပြီးတော့တကြီးကစကားထစ်နေတဲ့အချိန်မှာအနားကလူငယ်တကြီးကလည်းဗျာဆိုမဟုတ်ပါဘူးဗျာစိုးတင်ပါဒီလိုဆိုပြီးဝင်ပြောတယ်တကြီးကအေးစိုးတင်ဟာစတူးပါ
ခဏကြတော့ရွှေတွေထည့်ထားတဲ့အိုးကြီးနှလုံးတွေ့ရအသက်ကြီးဆုံးဖြစ်ရတူတဲ့အဘိုးဖြူကဒါဖျားတရားမှာအသုံးပြုဖို့ဖျားရဲ့ဖုန်းတကိုးကြောင့်ရဲ့လို့ငါတော့ထင်နေကွာဒီလိုပြောရရွာသားတွေကထောက်ခံကြတယ်တကြီးကြည့်ပါဦးဗျာဒါကဘာလဲဒီလိုတန်းညွတ်ဆိုတဲ့ကာလာသားခေါင်းကပြတာတပြေတကြီးလေကြည့်လေဒါကပေးစားလို့အရာတစ်ခုပဲဖြစ်ပြီးတော့တကြီးကသေးသေးချာချာဖတ်ကြည့်လိုက်ဤပေးစားကိုစတင်ထားခဲ့တဲ့အချိန်မှာစ၍တူးဖို့ရရှိသည့်အချိန်ဒီနှစ်ပေါင်း400ကျော်ပြီဖြစ်တယ်ဤရွှေဦးတို့သည်ဒီရက်ဒေသတွေဒေဒီတဲ့မဲ့အထမ်းဆန်ပေါ်ပေါက်လာမှသာတူးဖို့ရရှိစေရမည်ဟုကြုံထိတ်ထံပြုထားတာဖြစ်တယ်ဒါကြောင့်ဤရွှေဦးရရှိသည့်အရက်ဒေသတွင်ကိုနှဝင်းစေတီတည်ရမယ်ရွှေကိုနှစ်ပုံခွဲကတပုံကိုဖျားတရားတွင်ဌာပနာဖြစ်ကိုထားရကြံတပုံကိုတင်တို့ရက်ရွာဒေသထုံးကားလောင်လိုအပ်ရာတွေတုံးကြရမယ်မတမာသည်နီးပြခိုးယူခြင်းဌာပနာဖောက်ယူခြင်းပြုလုပ်ပါကသွေးအံကတည်ကြည်ကြပါစေဒီလိုကျုပ်ကကျင်းစာတိုက်ခဲ့သည်တကြီးတို့လည်းစာဖတ်ပြီးကြောက်လန့်ကုန်ကြလေဒီလိုနဲ့ဖះကိုတဲလာခဲ့ရတလားဝဲလောက်ကြမှာတော့ရွှေရောင်တပိတ်ပိတ်နဲ့တောက်နေတဲ့6000ပြည်ကိုနေဝင်းဇေဒီတော်ကြီးကိုအောင်မြင်စွာနဲ့ပြီးဆုံးခဲ့တယ်အလူရှင်ရဲ့အမည်ကိုတော့မောင်ထွန်းအောင်လို့စက်လုံးကြီးကြီးနဲ့ရေးသားထားကြတယ်မောင်တန်းထီတော်ကိုဘယ်နေ့တင်းချင်းလဲဒီလိုရက်ရွာလူကြီးကမေးလိုက်ရဦးကြီးတို့ကြိုက်တယ်လို့သာစီစဉ်ပါဦးကြီးတို့ကောင်းတယ်လို့သာလှုပ်ပါဗျဒီလိုပြန်ပြောတယ်အဘိုးဖြူကတော့အေးမောင်တန်းကြီးတို့တွေဇေဒီကြီးကိုစတင်တုံးကလေးတနေ့ကိုနေမဟုတ်လားကွအဲ့တော့ငါကတနေ့ကိုနေမှာပဲတင်းချင်းနေဒီလိုပြောရရွာတကြီးပါဝင်အားလုံးကလက်ခံခဲ့ကြတာရုကန်ရွာဝင်ဖះဝဲမှာစီတော်တန်နေနဲ့နှောင်ဝင်နေဆိုတဲ့ရှမ်းတီးလုံးတန်တွေကချိတ်ချိတ်ညံနေခဲ့ပြီးတော့ကြားရသူပေါင်းကချက်သိန်းဖြန်းဖြန်းထားလောက်เสียရပဲအနီးနားရွာတွေကပါလာကြတာမို့လူတွေလည်းအလွန်စီးကားနေတယ်ဒီလိုဆိုပြီးမိုက်ကိုကင်ထားတယ်အုတ်ရှိကွင်းကျောင်းကကျောင်းထိုင်ဆရာတော်ကိုတွေ့လိုက်ရထိုခေတ်ထိုအခါကကျောင်းထိုင်ဆရာတော်တွေယဟန်တန်ဃာတွေကအလွန်ရှားပါပြီးတော့ရွာရှိရွာပေါင်းမှာဖုန်ကြီးတစ်ပါးပဲရှိတဲ့အချိန်ပေါ့ဆရာတော်ကတန်ကြီးတက်နေတဲ့မိုက်ကိုကင်ပြီးတယ်အခုကတာတုကန်ကြေးရွာရဲ့ဖရာထီးတင်ပွဲပဲဖြစ်တယ်ဒါကြောင့်တာတုကန်ကြေးရွာမှာတည်ရှိတဲ့ကိုနေဝင်းစေတီတော်ကိုခဏနေရင်ဌာပနာပိတ်တော်မှာဖြစ်တယ်ဌာပနာထဲကျင်သူများရှိရင်ထဲနိုင်ပါပြီဒီလိုမိန်ကြားတော်မူလိုက်ဆရာတော်ကြီးမိတ်မိတာနဲ့လူအုပ်ထဲကနေအခြားသူတွေနဲ့မတူထူးခြားစွာဝတ်ဆင်ထားတဲ့အမျိုးသမီး9ယောက်ကဌာပနာထဲနေတာကိုတွေ့လိုက်ရဒေါ်အင်းကြီးနဲ့ဦးတန်းတို့လည်းတားပြစ်သူထုံးအောင်ကိုမတွေ့တာဖះရင်မြင်ထဲမှာလိုက်လံရှာဖွေနေတယ်မှာတပ်ပင်အောက်မှာယောဂီဝင်းတဲ့လူနဲ့တားပြစ်သူတို့ဇေဒီတော်ကြီးကိုကြည့်ပြီးပြုံးနေကြတာကိုတွေ့လိုက်ကြရလေတော့မဖွဲဝါနဲ့တွေ့ဆုံကြီးတာရုကန်ကြေးရွာရဲ့ကိုနေဝင်းစေတီထီးတင်ပွဲပြီးလို့တပတ်လောက်ကြာမှာတော့ဦးတန်းတို့ရဲ့ခြံထဲကိုအင်ကြီးလက်ရှိလက်ကတုံးဖြူရောင်ကိုကြကြနနဝတ်ဆင်ထားပြီးရောင်စတုံးကိုစနစ်တကျကိုထုံထားတယ်လူတယောက်ရောက်လာခဲ့ခမဘာလာလုပ်ပြန်တာလဲဦးတန်းကတော့ထိုးလူကိုကြောက်ရွံထိတ်လန့်မှုတွေပြည့်နှံ့နေတဲ့လေတံနဲ့ကိုမေးလိုက်တာဖြစ်ပါထိုးလူကတော့ဦးတန်းကိုကြည့်ပြီးတော့တီကြည်တဲ့မျက်နှာညှိုးငင်အားကောင်းတဲ့အတန်းနဲ့ဧည့်သည်ကိုအပြစ်မှာရခိုင်းထားတော့မှလားနောင်ကြီးတို့ဒီလိုပြောလိုက်ထိုလူရဲ့စကားကိုဦးတန်းတယောက်ကမလွန်ဆန်နိုင်ခဲ့ပါဘူး။အော်ဟုတ်ကဲ့အိမ်ထဲဝင်ခဲ့ပါဗျာ။ဒါနဲ့နောင်ကြီးကဘာကိစ္စရှိလို့လဲဗျ။ဒီလိုဦးတန်းကမေးလိုက်။အော်ဟုတ်သားပဲကျုပ်ကြီးကဒိတ်ပါပါ။ဒိတ်ပါဆိုတဲ့အတန်းကြောင့်အိမ်ပေါ်ကဆင်းလာတဲ့ဒေါ်အင်းကြီးတယောက်စိုးရိမ်မှုတွေနဲ့တူလက်ထဲကရင်နွေးအိုးကိုပါလွတ်ကျသွားခဲ့ရ။ရှင်ကဒိတ်ပါဟုတ်လားဒေါ်အင်းကြီးကမေးမြန်းရင်းနဲ့ယောက်ျားဖြစ်သူအာကိုတကြီးစိုးရင်တော့ကမျက်ဝန်းနေနဲ့ကြည့်လိုက်ရှာတယ်။ဦးတန်းလည်းဒိတ်ပါဆိုသူတေချာကြည့်ပြီးတော့ခမ ्या ကကျုပ်တို့ကိုရွှေတွေပေးပြီးတော့ဖះတဲခိုင်းတယ်သူမဟုတ်လား။ဟုတ်ပါတယ်။ကျုပ်ကလာတာကတင်တို့ရဲ့သားကိုအထက်ပုဂ္ဂိုလ်ရဲ့ညွန်ကြားချက်အရာကိုလာရောက်ခေါ်ဆောင်မှုဖြစ်တယ်။တင်တို့ရဲ့သားအရင်ဘဝကမပြီးပြတ်သေးတဲ့တာဝန်တွေကိုအခုဘဝမှာဆက်လက်ပြီးတော့ဒေဆောင်ရအောင်မှာဖြစ်တယ်။ဒါကြောင့်ကျုပ်ကလာခေါ်ရခြင်းဖြစ်ပါတယ်ဒိတ်ပါဆိုတဲ့လူရဲ့စကားအဆုံးမှာထုံးအောင်လေးကအိမ်ပေါ်ကဆင့်လာတာကိုတွေးလိုက်ကြရတယ်။ဦးတန်းကမျက်ဝန်းကမျက်ရည်စတွေနဲ့မထည့်နိုင်ပါဘူး။ကျုပ်သားအခုမှခလေးပဲရှိသေးတာ
မဖြစ်နိုင်ပါဘူးဗျာခင်ဗျပြန်ပါတော့ကျုပ်ကအတင်းချက်မခေါ်ပါဘူးနောင်ကြီးရေတင်တို့ရဲ့သားဆန္ဒမှာကျုပ်ကခေါ်မှာပါဒီလိုနဲ့ထိုးအောင်ကြီးကအဖေနဲ့မေတောက်ယနေ့အချိန်ကြီးကိုပြုစုပြောထောင်ပေးခဲ့တဲ့အတွက်ကိုဒါအရန်ကိုကျေးဇူးတင်ပါတယ်ဖေနဲ့မေဒါအရင်ကမပြည့်ပြတ်ခဲ့တဲ့တာဝန်တွေကိုထမ်းဆောင်ရဖို့အချိန်ရောက်နေပါပြီဒီအကြောင်းတွေကိုရင်ကမမှတ်မိခဲ့ပေမဲ့ဖရာအထီးတင်တဲ့အချိန်ကစပြီးတော့တာပြန်ပြီးတော့မှတ်မိလာခဲ့တယ်ဒီကဥတိပဆိုသူကတာရဲ့အရင်ဘဝတစ်ခုဟာလက်ဦးเสียရက်မှာဖေရဲ့တာကူဘောမှာဒီတာဝန်တွေကိုမထမ်းဆောင်မေအဖေတို့အမေတို့နဲ့တူနေကျင်တာပေါ့ဒါပေမဲ့အခုလိုနေရင်တာအခုဘဝကနေစောစောစီးစီးကိုထောက်ခွာသွားရမှာပါဒါကြောင့်အဖေနဲ့မေတာကိုခွင့်ပြုပေးကြပါဟာတာဘာတွေပြောနေတာလဲကွာဘာကိုထောက်ခွာသွားရမှာလဲဒီလိုမလုပ်ပါနဲ့တာကြီးအဖေတို့နဲ့ပျော့ပျော့ရှင်နေတော့ကြရအောင်နော်ဦးတန်းတို့လင်မယားလည်းရင်ဘက်ကစိုးတက်လာတယ်မိစားလိုအပူလုံးရဲ့ပါပြည့်ထက်ကကြလာတဲ့မျက်ရည်စတွေအန်တူရင်းနဲ့စကားကိုမနှဲထွက်ယုံမျှတာပြုတ်နေရရှာတယ်သူတို့စကားရဲ့ဆုံးမှာထွန်းအောင်ကဆက်ပြောလာတယ်အဖေနဲ့မေတာကပြီးပိုင်ထွက်သွားမှာမဟုတ်ပါဘူးဒါတာဝန်ပြီးရင်တာပြန်လာခဲ့မှာပါဒါကြောင့်အဖေနဲ့မေကျမ်းမာသွားနဲ့အသက်ဆက်ရှင်ပေးကြပါတနေ့ကြရင်တာမူးကြောင်ပြန်လာခဲ့မှာပါဒီလိုပြောကဦးတန်းတို့လင်မယားကိုရိုးရိုးသေးသေးနဲ့ကြောလိုက်ပါတယ်ဦးတန်းတို့လည်းတားကြည့်မိမယ်တားဖြစ်သူကိုသာငေးကြည့်နေရတော့တယ်တော့အင်းကြီးလည်းရှိုက်ကြီးတခင်နဲ့ငိုကြွေးလွန်းလို့အတန်တော်မထွက်နိုင်ရှာတော့ဦးတန်းကတော့တားမရမှန်သိအချိန်ကျရင်ခုလိုဖြစ်လာမယ်ဆိုတာကြိုသိနေကြပေမဲ့သူတို့အသက်ထက်ကိုချေရတဲ့တားဖြစ်သူနဲ့ခွဲရမှာကိုတော့ရေမဆိုင်ရဲခဲ့ကြပါဘူးဦးတန်းကတော့စကားဆိုလာတယ်အဖေတို့တားမရမှန်သိပါတယ်ကွယ်ဒါကြောင့်သွားလေးရလာလေးရဂယုဆိုင်ပါဆရာဖြစ်သူရဲ့စကားမြေဝဲမကြောက်နားထောင်တော့ဒါရဲ့တာဝန်နေပြီးအဖေတို့မေတို့ရှိရဟောဒီဒေတာတာပြန်လာခဲ့မယ်လို့ကတိပေးပါဘာခင်ဖြစ်သူရဲ့စကားကြောင့်ထုံးအောင်လေဝမ်းသာသွားကစိတ်ကြပါဖေးနဲ့မေတာကတိပေးပါဒီလိုပြောပြီးတော့ဆရာဖြစ်သူကိုကြည့်ဆရာကျုပ်တို့သွားရအောင်ဗျာထုံးအောင်ရဲ့စကားကြောင့်ဆရာဖြစ်သူလည်းမတ်တက်ရက်ကဦးတန်းတို့လင်မယားကိုစကားပြောလိုက်တယ်စိတ်ကြပါကျုပ်တင်တို့ရဲ့သားကိုသားသမီးအရင်ပမာစောင့်ရှောက်ပြီးတော့9ရက်သားသမီးကိုကဲတင်နိုင်တဲ့သူတယောက်ဖြစ်လာပါလိမ့်မယ်ကျုပ်အသက်နဲ့လဲပြီးတော့ဂတိပေးပါဒီလိုနဲ့ထုံးအောင်တို့ဆရာတပည့်2ယောက်လေချန်ပီယံကိုထွက်လာခဲ့ကြဦးတန်းတို့လင်မယားလေသားဖြစ်သူရဲ့ကြောပြင်ကိုကြည့်သားလေးအဖေတို့စီကိုပြန်လာရမယ်နော်ဒီလိုပြောလိုက်ပါထုံးအောင်ကတော့တီကြီးတဲ့အပြုံးတစ်ခုမိဘ2ပါးပြုံးပြပြီးတော့ထွက်ခွာသွားခဲ့ကြပါတော့တယ်ရွာပြင်ကိုရောက်တော့ထုံးအောင်ရဲ့မျက်ဝန်းမှာမျက်ရည်စားတွေစိကြလာပါလေရောဒီအဖြစ်ကိုမြင်တဲ့ဆရာအဖြစ်သူကထုံးအောင်မင်းရင်ဘွားကဒီလိုတန်ရောစင်တွေကြောင့်အခုလိုလူဝင်သားတွေပြန်ဖြည့်နေရတာဒါကြောင့်ဒီလိုတန်ရောစင်တွေကိုဖြတ်နိုင်မှာမင်းရှေ့ဆက်ပြီးတော့တာဝန်ကိုထမ်းဆောင်နိုင်မှာဟုတ်ကဲ့ပါဆရာကျွန်တော်အဒီမထားခဲ့မိလို့ပါကျွန်တော်ပြင်ဆင်ပါမယ်ဆရာတော့စကားဆုံးမှာဆရာဖြစ်သူကတာရုခေါ်ကတာရုခံရွာလေးကိုကြောခိုင်းခဲ့ကြတယ်ဇလုံဖျားဝင်းထဲမှာလူတွေနဲ့အလွန်ကိုစီကားနေပြီးတော့ရန်ဒီရဝေးကဖျားဘူးဧည့်သည်တွေလည်းအများပြားရှိနေကြပါတယ်။တရက်ပေါ်မှာ9နှစ်ကျော်10နှစ်သားရွယ်ကလေးတစ်ယောက်ရဲ့အသက်50ခန့်ရှိတဲ့လူကြီးတစ်ယောက်ရဲ့ထိုင်နေကြတာကိုမြင်တဲ့ဖျားဘူးတွေကကွက်ကြည့်နဲ့ကြည့်ကြတယ်။ဟဲ့ဇရက်ပေါ်ကလူကြီးကိုလည်းကြည့်ပါအောင်တော့ခလေးတစ်ယောက်နဲ့ကြမ်းခဲ့တာထင်ပါရဲ့။အေးနော်တနာပါတယ်။သူမိမကတည်သွားတာလား၊ကွဲသွားတာလားမသိဘူးနော်။ခလေးလေးကလည်းချစ်စရာလေးဟုတ်ပါတော့ဖျားဘူးလာကြတဲ့အမျိုးသမီး2ဦးကဇရက်ပေါ်ကလူကြီးကိုခက်လန်းလန်းကနေကြည့်ပြီးတော့ပြုံးနေကြတာပါထိုချိန်မှာဇရက်ပေါ်ကလူကြီးကသူတို့2ဦးဟာစူးရှားတဲ့အကြည့်နေနဲ့လှမ်းကြည့်လိုက်တယ်ဒီအချိန်မှာအမျိုးသမီး2ဦးတည်းကအသက်ကြီးဟန်ရှိသူကဘေးကလူလက်တို့ပြီးတော့ဟဲ့တို့ပြောတာသိတော်တယ်တင်တယ်တို့ကိုကြည့်နေပြီလာဒီကသွားကြရအောင်ဒီလိုပြောပြီးတော့ထွက်သွားကြပါလေရောဒီလိုနဲ့ထုံးအောင်ကအင်္ဂါထွက်လာတာတပတ်ကြော်ခဲ့ပါဆရာဖြစ်သူကတနေ့မှစကားဆိုးလာပါတယ်ကဲထုံးဒီညကတကူးလိုက်ရဲ့လားပညာဖြစ်တယ်မင်းကအတိတ်ဘဝကိုအနှဲငယ်ကိုပြန်မှတ်မိခဲ့ပေမဲ့မင်းရဲ့ပညာတွေကိုတော့မှတ်မိသေးဘူးဒါကြောင့်ဒီညမှာမင်းရဲ့ခြေလမ်းတွေကိုစတင်ဖို့အထက်ဆရာတွေကငါ့ကိုတာဝန်တစ်ခုချရခဲ့ပြီ
ဆရာဖြစ်သူရဲ့စကားဆုံးမှာထွန်းအောင်ကကျုပ်အစင်သေးဖြစ်နေပါလေဆရာဘာလို့ရမလဲဆိုတာဆရာပြောပါအေးကွယ်မင်းကဒီည9နာရီကစပြီးတော့ည12နာရီထိကိုအဋိဌံကိုရဲ့ဝင်ရမယ်ကွဆရာကြီးရဲ့စကားဆုံးမှာမောင်ထွန်းအောင်လေညကြရင်အဋိဌံဝင်မှုပြင်ဆင်လိုက်ပါတယ်ဒီလိုနဲ့မောင်ထွန်းအောင်လေဆရာဖြစ်သူကတရားထိုင်မှုနဲ့ဘယ်လိုအားထုတ်ရမလဲဆိုတာကိုသင်ကြားပေးခဲ့တယ်အဋိဌံစဝင်တဲ့ရက်မှာတရားထိုင်တာကအစင်မပြေဖြစ်နေခဲ့တယ်နိုင်ဝဲလောက်ကြားတဲ့ခါမှာခါအဆက်မတန်ကိုကြိုက်ခဲလာခဲ့မျက်လုံးကိုဖွင့်ကြည့်ခြင်းပဲမယ်အဋိဌံပြက်မှာစိုးတာနဲ့ကြိတ်မိတ်ပြီးတော့အောက်ခံလာခဲ့3ရက်မြောက်နေ့ရောက်မှနည်းနည်းအဆင်ပြေလာခဲ့ဒီလိုနဲ့နောက်ဆုံး9ရက်ပြည့်တဲ့ညဆရာဖြစ်သူကအင်းတစ်ချက်ကိုရေစိမ်ပြီးတိုက်ခဲ့တယ်ပြီးတော့စကားဆိုလာတယ်ထွန်းအောင်ဒီညအဋိဌံရဲ့နောက်ဆုံးညဖြစ်တယ်ငါတပည့်စူးစားပါကွယ်အနောက်အရှက်ရှိတယ်လို့ပုံကိုယ်တွေလည်းတွေ့ရနိုင်တယ်ကွယ်ဟုတ်ကဲ့ပါဆရာကျွန်တော်စူးစားပါမယ်ထွန်းအောင်လည်းဆရာဖြစ်သူကတော့ပြီးတော့အဋိဌံဝင်ဖို့ထွက်လာခဲ့လိုက်တယ်တရားထိုင်လို့ည12နာရီထိုးဖို့နိုင်ဝက်လုံးမှာထွန်းအောင်ရဲ့နှစ်ဖူးတက်တဲ့ကနေစုကနေဖြစ်လာပြီးတော့စူရှာတဲ့အလင်းရောင်တစ်ခုကထွန်းအောင်ရဲ့နှစ်ဖူးပြင်ကနေတိုးထွက်လာခဲ့တယ်ထိုချိန်မှာဆရာဖြစ်သူရဲ့စကားတန်ကထွန်းအောင်ရဲ့အာယုံထဲကိုရောက်လာတယ်စူးစားတာငါတပည့်ဒါကမင်းရဲ့အောင်မြင်မှုအစာပြိုးနေတာဖြစ်တာကြောင့်အဲ့ဒီအရာကိုပဲအာယုံစိုက်ထားွယ်ဆရာဖြစ်သူရဲ့အားပေးမှုကြားလိုက်ရတော့ထွန်းအောင်လေအားတက်လာကထိုအလင်းရောင်နဲ့နာကျင်မှုအန်တူရင်နဲ့စောင့်ကြည့်နေခဲ့ခဏကြာတော့အလင်းရောင်ကအနှဲငယ်မိမ့်ဖြော်လာပြီးတော့အလင်းရောင်တဲကနေဆရာတော်တစ်ပါးကိုမြင်တွေ့လိုက်ရတယ်ဆရာတော်ကိုမြင်တော့ထုံးအောင်ထူးဆန်းစွာကြည့်တဲ့ချိန်မှာဆရာတော်ရဲ့ထံကစကားတန်ကြားလိုက်ရတယ်ထုံးအောင်မင်းဟာရင်ဘွားကပါရမီအားကကောင်းလုံးပါပြီတဲ့ကွယ်ဆက်ကြိုးစားပါတဖြည်းဖြည်းနဲ့မင်းရဲ့မူလဘွားကပညာတွေကိုပြန်ရလာပါလိမ့်မယ်ဒါကြောင့်ဆရာတော်ကမင်းကိုချီးမြှင့်ပါတယ်ကွယ်ဆရာတော်ကလက်ထဲကအလုံးတစ်ခုကိုထုံးအောင်ရှိရာစီကိုပြေးချလိုက်ပြီးနောက်ကွယ်ပြောက်သွားခဲ့တယ်ခဏနေတော့ထုံးအောင်လေတတိဝင်လာကမျက်လွှာကိုဖေးဖေးချင်းဖွင့်လိုက်သူတတိထားမိတာကလက်ဖွားပေါ်ကအရာတစ်ခုပဲထုံးအောင်ကထိုးရောက်ကြည့်နေတော့မှဆရာဖြစ်သူကနောက်ရောက်လာတယ်ထုံးအောင်ငါတပည့်မင်းကပါရမီအားရန်ကောင်းတာပဲကွယ်တချို့လူတွေ6နှစ်လောက်အနည်းဆုံးကြိုးရတယ်နက်မျက်စိကြည့်စဉ်ကိုမင်းက9ရက်ထဲနဲ့ရအောင်လုပ်နိုင်ခဲ့ပြီးတော့ယဟန္တာကြီးရဲ့တက်လုံးကိုလည်းမင်းရခဲ့တာပဲကွဆရာဖြစ်သူကတပည့်ဖြစ်သူကချီးမွမ်းကပီတိဖြစ်နေခဲ့ဆရာအဲ့ဒီဆရာတော်ကဘာတူပါလဲပြီးတော့ဒီအကြောင်းတွေကိုဆရာဘယ်လိုသိတာလဲဒီလိုထုံးအောင်ကအံ့ဩတော်နဲ့မေးလိုက်စောစောကဆရာတော်ကဒီဖရာကြီးရဲ့အကြောင်းဆောင်မှာတရင်သုံးနေတဲ့ယဟန္တာဥတီလာပဲကွဒီကိစ္စကိုဘယ်လိုသိလဲဆိုတော့ငါကမင်းဆရာဖြစ်နေလို့ပဲဒီလိုပြောအားဆရာဖြစ်သူကဇရက်ရှိရာသို့ပြန်ထွက်လာခဲ့မနဲ့မိုးလေးတော့ထုံးအောင်နိုးလာတယ်ထုံးအောင်မင်းနိုးလာပြီလားညနာသိပြီးရင်ဒုခကြီးဆက်ကြမယ်ဒီမှာကောင်းချင်းပေါင်းပြီးရင်စားလိုက်ရောထုံးအောင်လည်းမျက်နှာသိပြီးတော့ဆရာဖြစ်သူပြီးတဲ့ကောင်းချင်းပေါင်းကိုစားကခကြီးဆက်လာကြပါတယ်ညနေဆောင်တော့ကြာအင်းရွာဆိုတဲ့ဖုန်နေတက်နေတဲ့ဆိုင်းပုတ်ကိုမြင်လိုက်ရထိုချိန်မှာဆရာဖြစ်သူကစကားဆပြောလာပါတယ်ထုံးအောင်ဒီညဒီရွာရဲ့တုတ်တံမှာမင်းအဋိဌံထပ်ဝင်ရထုံးအောင်လဲဆရာဖြစ်သူရဲ့စကားကိုခေါင်းငိမ်ကအတန်မှပြုတ်လိုက်ပါတယ်ည10နာရီလောက်မှာထုံးအောင်အဋိဌံဝင်ဖို့ဇရက်ပေါ်တက်လာတဲ့ချိန်မှာဆရာဖြစ်သူကထုံးအောင်မင်းကဒီဇရက်မှာအဋိဌံဝင်ရမှာမဟုတ်ဘူးကွမင်းကြိုက်နေတတ်တဲ့အုတ်ကူတစ်ခုပေါ်မှာမင်းတရားထိုင်ရထုံးအောင်လဲကြောက်လန့်တရားနဲ့ဆရာဖြစ်သူကိုကြည့်လိုက်မိဟာလေကြောက်နေပြီလားကွဒီလိုသာကြောက်နေရင်ဘွားကပညာတွေပြန်ရမှာမဟုတ်တယ်လို့9ရက်သားသမီးတွေကိုလည်းကဲတင်နိုင်မှာမဟုတ်ဘူးကွထုံးအောင်လေဆရာဖြစ်သူရဲ့စကားကြောင့်ကျွန်တော်စူးစမ်းမှာပါဆရာဘယ်အကြောင်းထဲမှာကျွန်တော်အဋိဌံမပြတ်စေရကျွန်တော်ပညာတွေပြန်ရဖို့စူးစမ်းပါမယ်ဆရာဖြစ်သူလည်းတာတို့ခေါ်ပြီးတာနဲ့တရားထိုင်မှုဇရက်ရှိအောင်ထွက်သွားခဲ့ပါတယ်ထုံးအောင်လေအုတ်ကူတစ်ခုတန်ရှင်းရေးလုပ်ပြီးတော့တရားစထိုင်ခဲ့တယ်ခဏကြတော့အာယုံထဲမှာမဲမဲနဲ့အကောင်တွေကတပ်ပင်ဘောကနေဆင်းလာခဲ့ကြရေကြီးတဲ့ကဝက်ဝင်လို့မဲမဲတက်တော်ရရဲ့ခလေးတစ်ဖက်နဲ့ကြောက်เสียရမျက်နှာနဲ့မိန်းမတွေကိုတွေးလိုက်ရထုံးအောင်လေကြောက်စိတ်တွေဖြစ်ပေါ်လာပြီးတော့ထွက်ပြေးခြင်းတဲ့စိတ်တွေကသူ့ရဲ့ခန္ဓာကိုယ်ကြီးဆိုးလာခဲ့အဲ့ဒီလိုကြောက်နေတဲ့အချိန်မှာကြည်လင်တဲ့အတန်တစ်ခုကြားလိုက်ရထုံးအောင်စိတ်ကိုထိန်မကြောက်နဲ့ဟင်းကိုသူတို့ထိလို့တော့မရဟာရှိတယ်ကိုယ့်လို့ကိုယ်သာဆက်လုပ်
ဆရာဖြစ်သူရဲ့တန်ကိုကြားရတဲ့ထုံးအောင်လေစိတ်ကိုလျှော့ချငါသိရင်သိပါစေတော့ငါရဲ့အဋိဌံကိုဘယ်တော့မှမဖြတ်ဘူးဒီလိုတန်အဋိဌံချလိုက်ပါထိုချိန်မှာမဲမဲကောင်တွေကထုံးအောင်ကိုစားတော့ဝါတော့မဲ့နေထားနဲ့ရှေ့ကိုတိုးလာကြထုံးအောင်နဲ့လက်တကန်းလူမှာဖောင်းဝင်နေဆိုတဲ့အတန်နဲ့တူထုံးအောင်ကိုစားဖို့အနာကလာတဲ့အကောင်တွေကလွတ်ထွက်သွားကြထုံးအောင်ကိုထိလို့မရမှန်းသိကြနဲ့မသားချင်းတွေကအခေါင်းတွေကိုလက်နဲ့ဆွဲယူကပြစ်ပေါက်ကြပြန်တယ်ခလေးတစ်ဖက်နဲ့အမျိုးသမီးတစ်ယောက်ကသူ့ရဲ့လက်ထဲကခလေးကိုပြစ်ချတာသူ့ရဲ့ဝမ်းပိုက်ကိုလက်နဲ့ဆွဲခွဲလိုက်ပြီးတော့ပြစ်ချထားတဲ့ခလေးကိုပြန်ကောက်ယူကထဲလိုက်ပြီးတာနဲ့မဲမဲကောင်တွေကရေချင်းတွေကအလောင်းကောင်ကိုထိုအမျိုးသမီးထံကိုပြစ်ချပေးတယ်ထိုအမျိုးသမီးကလည်းအလောင်းကောင်ရဲ့ဝမ်းပိုက်ကိုလက်နဲ့ထိုးဆိုင်လိုက်ပြီးတော့အထဲကဥတွေကိုဆွဲထုတ်ပါလေရောပြီးတာနဲ့ပုတ်ပွားနေပြီးရင်ကောင်တွေတလောင်းလောင်းနဲ့လောက်ကောင်တွေကတဖွာဖွာရွာစီဖြစ်နေတဲ့ဥတွေကိုပါဇက်တဲ့ထဲနေတာကိုထုံးအောင်တရားရွှံရှာပွဲရတွေ့လိုက်ရအလောင်းကောင်ရဲ့အပုပ်နဲ့အပဒမ်းမှာစိုးလာပါတယ်ဒီလိုနဲ့ဘေးနာမဲမဲကောင်တွေလည်းအလူရက်နဲ့ဝိုင်းစားကြပြီးတော့အလောင်းကောင်ရဲ့အပုပ်ရည်ကိုအလူရက်ကိုရှာနေရှည်ကြီးနဲ့ဝိုင်းရနေကြခဏနေတော့နားတွေကိုကျေးစီတန်ကြားလိုက်ရတယ်ကျေးစီတန်ကြားတာနဲ့စောစောကအကောင်တွေလည်းထွက်ပြေးသွားကြတယ်ကျွန်တော်လေမျက်စိကိုဖွင့်ပြီးတော့ဘေးပက်ပက်လေးကိုလိုက်ကြည့်လိုက်တော့စောစောကလို့ထိတ်လန့်စရာမဟုတ်တော့ပဲတင်းတင်းကတာမန်အတိုင်းကိုဖြစ်နေကျွန်တော်လည်းဆရာဖြစ်သူထံကိုပြန်လာခဲ့လိုက်တယ်ဆရာဖြစ်သူကကျွန်တော်အပြုံးမီကြည့်နေတယ်ကျွန်တော်ကတော့အရင်စကားဆိုလိုက်ပါတယ်ဟာဆရာရဲ့ကျုပ်တွေးခဲ့တဲ့ကောင်းတွေကကျုပ်ကိုဘယ်ကလေးကကြည့်မေးရနေလဲမသိပါဘူးစားကျင်နေကြတာဗျာဒါပေမဲ့ကျွန်တော်ကဒီလိုအတွေ့အကြုံတွေနဲ့ရင်းနှီးတယ်လို့ခံစားမိနေတယ်ကျုပ်ရဲ့စိတ်တွေတမျိုးကြီးပဲဖြစ်နေတယ်ကျုပ်ကအဲ့ဒီလိုဆရာဖြစ်သူကိုပြောလိုက်ပါတယ်ဆရာဖြစ်သူကအေးကွယ်ဒါအစပဲရှိသေးတယ်နောက်ကြရင်တော့ဒီထက်မကရင်ဆိုင်ရလိမ့်မယ်ကွယ်ပြီးတော့မင်းလည်းတဖြည်းဖြည်းကိုမှတ်မိလာမှာပါအခုတော့ဒီကားတာကိုရအောင်ကြက်ထားကွယ်ဆရာဖြစ်သူကတော့စာရက်တရက်ကိုပြီးတယ်ပြီးတော့အရှိကနေအတန်ထားနဲ့ရွတ်ပြလို့ကျွန်တော်လည်းအနောက်ကနေလိုက်ရုပ်ခဲ့တယ်အုံးတန်တရားဆက်ကဝရံတန်တန်တုတ်တာမတော်ဩရတန်တန်စိတ်တာကံပဝေအာတန်တန်ကံပြီးသူ့မာနတန်ဂါထာဆုံးမှာဆရာကြီးကဒီဂါထာကိုအမြဲမရွတ်နဲ့ကွယ်ဂါထာကိုအတန်ထွက်ပြီးတော့မကြက်မက်ရဘူးစိတ်ထဲကနေပြီးတော့မှတ်သားရဒီလိုမိတ်ကျုပ်ကတော့မေးလိုက်ရည်ဘာလို့အတန်ထွက်ပြီးတော့မဖတ်ရတာလေဗျမင်းဟာဒီဂါထာကိုမမှတ်မိဘူးလားကျုပ်နည်းနည်းတော့ရင်းနေတယ်ဗျစောစောကလိုက်ဆိုတာနဲ့တင်ရကျင်တယ်လို့လောင်ဖြစ်လာဆရာကြီးကဆက်ပြောတယ်ကဲထားပါတော့ကွာဘာလို့အတန်ထွက်ကိုမရွတ်ရတာလဲဆိုရင်တင်ញိုင်းတဲ့ကိုလည်းကြည့်လိုက်ကျုပ်လည်းတုတ်တန်တဲ့ကိုကြည့်လိုက်မိစောစောကကျုပ်တွေးခဲ့တယ်မဲမဲကောင်တွေလူဝင်လူအကောင်တွေကတစ်ကိုင်းတွေကိုလှုပ်ခါပြီးတော့ရေးတဲ့ကောင်တွေကပြေကုန်ကြပြီကျုပ်လည်းဂါထာဆွမ်းအောင်သိရတယ်နိုင်ခွဲရပြီဆိုပြီးစိတ်ထဲကကျင်းဝါးလိုက်ဒီလိုနဲ့ကျုပ်တို့ဆရာတပည့်တွေကြာရင်ရွာတုတ်တန်မှာအဋိဌံဝင်လာခဲ့ဒီနေ့ကနောက်ဆုံးနေဖြစ်နေတယ်ကိုယ့်ရဲ့အတွင်းမှာလေကျုပ်တရားထိုင်တာပို့ပြီးတော့ပေါ်ပါလာခဲ့တယ်ဗျပြီးတော့ဟိုကောင်ကြီးတွေကလည်းမချောက်လန့်တော့ဒီညကကျုပ်တရားထိုင်တာကိုယ့်ရဲ့ပြည်လို့နောက်ဆုံးညမဟုတ်လားကျွန်တော်လေမူလထိုင်နေကြအုတ်ကူပေါ်တက်ပြီးတော့တရားထိုင်နေလိုက်အဋိဌံပြီးဖို့နိုင်ဝက်လောက်အလိုမှာကျုပ်အာယုံလေးကိုအဖြူရောင်ပိတ်စာကိုခေါင်းပေါင်းပြီးတော့ဝိပ္ပယုစင်ကြံတဲ့လူတစ်ယောက်ကရောက်လာတယ်ဗျတို့လူကတော့ပြုံးပြီးကျုပ်ကိုစကားပြောတယ်အော်ထုံးအောင်မင်းအရင်ဘဝကငါ့ကိုပြောခဲ့တယ်လို့ပါပဲလားတန်တရားဆိုတာအမြဲလဲပတ်နေပြီးတော့ကိုချစ်တဲ့သူမုန်းတဲ့သူတွေနဲ့လည်းပြန်ဆုံကောင်းဆုံနိုင်တတ်တာပဲကွအခုတော့တန်တရားတကွေ့မှာမင်းနဲ့ပြန်တွေ့ဖို့အကြောင်းဖန်လာခဲ့ပြီပဲဟာမင်းနဲ့ဆိုတော့လက်ဆောင်တစ်ခုပေးခဲ့အဲ့ဒီလက်ဆောင်ကတစ်ချိန်ကမင်းကိုငါကိုယ်တိုင်လက်ဆောင်ပေးခဲ့တာပဲအခုမင်းကိုလည်းပြန်ပေးခဲ့မယ်အခုချိန်မှာမင်းအတွက်ကိုအသုံးဝင်မှာပါထိုလူကကျုပ်ကိုပြောပြီးတာနဲ့လက်ထဲကအရာတစ်ခုကျုပ်ကိုပေးခဲ့ပြီးတော့ပျောက်ကွယ်သွားတယ်ကျုပ်လည်းဒိဋ္ဌံပြီးရတယ်လက်ထဲကိုကြည့်လိုက်အပြားလေးဗျဟုတ်တယ်ကြေးပြားလို့တန်ပြားလို့ရာတစ်ခုပါကျုပ်လည်းဒိဋ္ဌံပြီးရတယ်ဆရာကြီးစီလာခဲ့ဇရက်နာရောက်တော့ဂူတစ်ခုမှာအဝါရောင်ထမင်းရှည်လေရတဲ့သပင်ပြီးတော့အဆွဲဖြူဖြူကြီးနဲ့မျက်လုံးကကျုပ်လက်သီးစုပ်လောက်ရှိတယ်အမျိုးသမီးကကျုပ်ကိုစိုက်ကြည့်နေတယ်ကြောက်ဆရာကြီးပါဗျာတကယ်ရန်လိုတဲ့အကြည့်တွေပါကြားတဲ့ကောင်သားကောင်ကိုကြည့်တယ်အကြည့်တွေဗျအရန်ကိုကြောက်ဆရာကောင်းတယ်ထိုချိန်မှာဇရက်ဘော်ကဆရာဖြစ်သူကကျုပ်လှန့်အောင်ပြောတယ်ဟောအဲ့ဒါမဖဲဝါကွာမင်းကိုတင်ပေးထားတယ်ဂါတော်ရုပ်ပါဗျာမဖဲဝါဟုတ်လားကျုပ်လဲကြောက်နဲ့စကားတွေပါထစ်ကုန်တာဗျ
အဲ့ဒီချိန်မှာမဖဲဝါကြီးကတဟားနဲ့ရေးပြီးတော့လုံထွေးနေတဲ့တန်ကြီးနဲ့အော်ပြောတယ်ငါနေရာကိုလေလာကြသေးတယ်ငါကိုလေခွေမတောင်းဘူးငါရဲ့လက်အောက်ငယ်သားတွေကိုလေနေစရာမရှိအောင်လှုပ်ကြတယ်အဖဲဝါကြီးကစကားပြောရင်လည်းရှေ့ကိုတိုးလာတယ်ကျွန်တော်လည်းအသိဝင်ငါဂါတာကိုအာနာတန်ပပလေးတန်ပမာနဲ့ရွတ်လိုက်တယ်ဩနင့်လိုခလေးကဟောနှင်ထုတ်ချင်တာပေါ့သေပြီတော့စောက်ခလေးမဖဲဝါကြီးကလေပေါ်ပြန်တက်ကကျုပ်ကိုခုံပြီးတော့သူ့ရဲ့လက်ဝါးကြီးနဲ့ရိုက်ဖို့လုပ်တာကျုပ်လည်းမျက်လုံးကိုမိတ်ပြီးဂါတာကိုအတန်ကြဲကြဲကိုရွတ်လိုက်ဒီချိန်မှာမဖဲဝါကြီးကကျုံနာကိုရောက်ဖို့လက်တကန်းလိုမှနေအောက်ကိုပြုတ်ကြပြီးတော့မြေကြီးပေါ်မှာလူလိမ်နေပါရောဦးတယ်ဒီဂါတာကိုဆက်ပြီးတော့မရွတ်ပါနဲ့တော့ဟာနားတွေလည်းကမ်းပါတော့မယ်ငရဲမီးနဲ့မြိုက်နေကြတယ်တေရပါတော့မယ်တော်ပါတော့တင်းကခလေးဆိုပြီးတော့အထင်သေးမိတာကိုဒီလိုပြောကကျုပ်ရဲ့နာကိုဆရာဖြစ်သူရောက်လာတယ်ထုံးအောင်မရွတ်တော့နဲ့ဒီလိုကျုပ်ကိုပြောတာနဲ့ကျုပ်လည်းမရွတ်တော့ပဲဆရာနဲ့မဖဲဝါကြီးဘာဖြစ်ကြမလဲလို့ကြည့်နေပြီဒီချိန်မှာဆရာကတင့်ကိုခွင့်မတောင်းမိတာကျုပ်တို့တောင်းပန်ပါတယ်ကျုပ်ရဲ့တပည့်ဖြစ်သူကိုလည်းပညာစမ်းကြည့်ကျင်တာရဲ့သူရဲ့အတိတ်ဘဝကိုပြန်မှတ်မိအောင်ကြင်ကြံခိုင်းကျင်တာရဲ့အကြောင်းပါကျုပ်ရဲ့မိကတော့ဒိဗ္ဗပါ9ရက်သားသမီးတဲ့သူတင်တို့လိုနာနာဘဝတွေကိုကိုညီတဲ့သူပါဆရာကအဲ့ဒီလိုပြောပြတာနဲ့လက်နှစ်ဖက်ကိုနောက်ကိုပြစ်လိုက်ထိုချိန်မှာမဖဲဝါကြီးကလည်းခေါင်းကိုညှိ့ပြသိပါပြီဆရာကြီးကျုပ်ကမကောင်းတဲ့သူတွေထင်လို့ရိုင်းပြမိတာပါကျုပ်ကိုခွင့်လို့ပါဆရာကြီးမှမသိခဲ့လို့အခုလိုရမ်းတယ်လို့ဖြစ်သွားပါလေရပါတယ်မဖဲဝါတင်လဲတင့်တာဝန်ရှိတာပဲလေအခုတော့တင်းရဲ့ဌာနကိုပြန်ပါတော့ကျုပ်တို့လည်းမနှက်ပြန်အာယုံတက်တာနဲ့ဒီကနေခရီးစကြရအောင်မှာမို့အနာယူအောင်မယ်ဆရာဖြစ်သူရဲ့စကားအဆုံးမှာမဖဲဝါကြီးလေဆရာတို့ကိုညီလို့ရင်ကျုပ်ကိုခေါ်လိုက်ပါဒီလိုဆိုပြီးတော့အမောင်တို့တွေကိုပျောက်ွယ်သွားခဲ့ပါတယ်ဆရာကြီးကဇရက်ပေါ်ရောက်တော့ထုံးအောင်မင်းတငယ်ချင်းပေးခဲ့တဲ့အင်းချက်ကိုဆရာကိုပေးကြည့်အောင်ကွယ်ကျုပ်နဲ့တငယ်ချင်းဟုတ်လားပြီးတော့အင်းချက်ဆိုတာကရောကျုပ်နားမလဲဘူးဆရာကြီးကဆက်ပြောတယ်အေးနောက်တော့လေနားလေလာမှာပေါ့ကွယ်အခုတော့ဆရာကိုပြပါကျုပ်လေဆရာကြီးတောင်းတာနဲ့တန်ပြားလို့ရအောင်လွယ်ထဲကထုတ်ပေးလိုက်ပြီးတော့ဆရာကြီးကကျုပ်ကိုမေးမင်းဒါအောင်မှတ်မိလားမင်းစဉ်းစားကြည့်ပါဦးကျုပ်သိနေတယ်လို့ပဲဆရာကြီးပြီးတော့လေထားပါတော့ဆရာပြအေးရှာကြည့်ကွယ်ဒီလိုနဲ့ဆရာကြီးကကျုပ်တစ်ခုချင်းစီရှင်းပြဒီအင်းကိုပညာသည်တွေအသေးကြောက်ရတဲ့တံပြန်အင်းလို့ခေါ်တယ်ဒီအင်းကိုကိုးကွယ်အင်းလို့လည်းခေါ်တယ်ဗျစပြီးတော့အင်းဆန်ထိတ်ရင်တော့အောက်ကနေစထိတ်ရကိုးကွယ်ရင်ဆရာပုံစံကိုဆရာကြီးကဒေချာပြပြီးတော့ရှင်းပြတယ်အောက်ဆုံး၈ကွက်မြောက်အောက်တန်းအလယ်မှာ85ကနေစပြီးတော့ထည့်ရပြီးရင်86ကိုအပေါ်ဆုံးအတန်းကနေညာဘက်ကွက်ထဲမှာထည့်ရပြီးရင်80ခုကိုဘယ်ဘက်အလယ်ကွက်မှာထည့်ထားတယ်88ဆိုတဲ့အင်းဆန်ကိုတော့ပထမဆုံးဖြစ်တဲ့အပေါ်တန်းရဲ့ဘယ်ဘက်ကွက်မှာထည့်ရအပေါ်ဆုံးကတစ်ကွက်ပြီးရင်တော့အလယ်တက်တဲ့9ကွက်မြောက်မှာ80ကိုထည့်ရတယ်ကွပြီးရင်အောက်ဆုံးတန်းညာဘက်ကွက်9ကွက်မြောက်မှာ80ဆိုပြီးထည့်ရပြီးရင်အလယ်တန်းညာဘက်အကွက်6ကွက်မြောက်မှာ81လို့ထည့်ထားတယ်ကွအဲ့ဒီ81ထည့်ပြီးရင်အောက်တန်းရဲ့ဘယ်ဘက်အကွက်9ကွက်မြောက်မှာ82လို့ထည့်ရတယ်နောက်ဆုံးအကွက်ဖြစ်တဲ့အပေါ်တန်းအလယ်ကွက်မှာ83လို့ထည့်ထားတယ်ကွဒါကိုရင်းညာတဲ့မနိုင်တံပြန်အင်းလို့ခေါ်တယ်ဟုတ်ကဲ့ပါဆရာကျုပ်မှတ်သားထားပါမယ်ဒီလိုကျုပ်ကပြောလိုက်တော့ဆရာကြီးကခေါင်းငိမ်ပြလေဗျာပြီးတော့ကျုပ်လေဆရာကြီးကိုကြော့ပြီးတော့အဲ့ရဝင်ခဲ့ကြပါတော့ဒီလိုနဲ့မနဲ့ရောင်ကြီးတန်းလာတဲ့အချိန်မှာဆရာတပည့်နေခရီးဆက်လာခဲ့ညောင်တုံးမျိုးဒီကိုရောက်လာခဲ့ကြပါတယ်ညောင်တုံးမျိုးနဲ့တဲကကရင်စုဆိုတဲ့ရွာတဲ့ရွာမှာလူအသားကိုကြိုက်စားမိလို့လူသားမှမစားရရင်မနေနိုင်နဲ့အရန်ကိုစိုးသွန်းနေဖုတ်ကောင်ကိုဘလို့နေနေမလဲဆိုတာထိုးအောင်နဲ့လူသားသားဖုတ်ကောင်ဆိုတဲ့အပိုင်းကိုစောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာပိတ်သက်ကြီးများခင်ဗျာဒီကနေ့ညတင်ဆက်ပေးခဲ့တာကတော့စာရေးသူ
ဝေယံရှင်ရေးသားထားသောထုံးအောင်ရေပရလောကဇလန်းလေးတွေပဲဖြစ်ပေါ်တယ်ခင်ဗျာနောက်လာမယ့်ဇလန်းများကိုလည်းစောင့်မျှော်နားဆင်အားပေးကြပါအောင်ခင်ဗျာနားဆင်သူပြည်သက်များကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ